မှာတော့ဒါကျွန်တော်သမဏရရှိရမှာပြောလို့ချင်ပါတယ်နေရောနဲ့ pressure ရရှိနေရလို့ပြောပါတယ်အဲ့တော့နေရောနဲ့ဆိုတာကလည်းကျွန်တော်ဒီရှေ့မှာတစ်ခါကြည့်ဖို့တော်တော်ပဲပေါ့နော်ဟို share on နဲ့ရုပ်ရှင်စကားကြီးတွေကဒီပါဝင်ပြောဆောင်တာလည်းသူတွေအပြည့်ပါထားတယ်ဖြစ်တယ်ပြောရမယ်ဆိုရင်ကြည့်တော့မကြတဲ့ပေါ့နော်ဟိုလက်ရှိရတယ်ဆိုရင်share on ကအဆက်ပဲဖြစ်ပေါ်ရများတယ်ပေါ့နော် share on ကအဆက်ပဲဒီတော့ဟိုtrainer ကြီးရတော့ကဟာတာကဖြစ်တာဖြစ်တယ်လေဟာတာကကျတဲ့တူလေးနိုင်ကြည့်ကြဖို့ပြင်ခေါ်ပါတယ်အဲ့တော့ဒီမှာအခုဘယ်လိုဖြစ်ရောက်ရှိနေမလဲဆိုတာကျွန်တော်လည်းနိုင်ကြည့်ရပါစိုက်ကြည့်ကြပတ်တဲ့လေကိုကျန်းစာတရားကောမရှိမိုင်းပါမကောင်းဘူးနေပြန်တို့မပေးနိုင်ဆိုနောက်နေ့ကျရင်တပန်းချင်းစီပြောင်းသွားမှာနော်စဉ်းစားကျေလာကြတော့ပန်းဒီကတော်ဒီငကမောက်တီကြောင်ချာပြီးကြောင်ချတော့ဒီမပါဘူးမင်းကလည်းမပါလာနေလေအော်နေဝဲမဝင်တော့ဒီနေ့မှချစ်သူဖြစ်တာလေချက်ချင်းရတော့ဟိုမတင်တော့ဘူးလားလို့ဘာပြောနေရလဲဘာမှလည်းမဝဲရသေးဘူးဒီမှာဝဲစေးကြီးတယ်ဟာဦးလေးနဲ့ချိန်ထားသေးရဲ့ဒီမှာဦးလေးနဲ့ချိန်ထားတယ်ငါမနဲ့ပဲမပစ္စည်းတွေမသွားပြိုက်ကောပါလေဘာမှလည်းအခုပြောဩအဲ့ဒါမကုတ်တူမကူမေးရောပေါ့အဲ့ဒါငါဖောက်တယ်ဟုတ်တယ်ဆိုတော့ तू ကဘာရောက်တာဆရာခင်ဗျာဗျာနှင်းကင်းကြောင်တော်ကြီးနဲ့မူးယူနေကျွန်မဂျပန်ပြန်လာတာဂျပန်ရဲ့ရာသီဥတုနဲ့လိုက်ဖက်တဲ့မျက်နှာလေးဖြစ်နေတာလေကိုကြီးကြီးဘာလဲနိုင်မင်းထောကိုကြီးကြီးဆိုဂျပန်လို့တောင်းစားလို့ဆဲအဖေနဲ့များနေပြီနော်အဖေရိုးရိုးမိန်းမတို့သာသစ္စာပြတ်ပြတ်ပဲဖဲတို့ဘယ်တော့မှသစ္စာပြတ်ဘူး你给我吵啥要的？慢点。你我俺姨妈拍面呢，俺表他，你妈不行不啦？你看没嘛不能，俺记得啊。你别说俺没嘛了，不让俺表的。表俺着急，俺着急。我嘞就瞧比着地基看家边们，人马上不敢不搞我。就行了，那我骗你，那骗表没了就表明我。哎，那嘛我早上一年些来他来。早上一年。多棒啊！ဘာလို့မတော်မှာလဲနေရာလည်းမစွတ်သေးဘူးမတော်တာအရင်နေနဲ့ငမိုးနေတစ်စိုက်သေးနေနည်းနည်းလေးပဲပို့ရှိလားစွတ်现在在搞嘛？你也相信了耶！今天摔好了的，你就当骗人吧那个进来个啊你表你啊嘞你在走的နိုင်မင်းတို့ခိုးလာတဲ့ကောင်မဆိုတာနေလားကိုခလို့ပြောနေတာ你那个拍完摔တပွဲလုံးနဲ့တယောက်ဆွဲတယ်打手中ပြက်တယ်ဆိုဖင်းသားတော့ပြက်တာဘရိတ်ပြက်တာနေမှာပေါ့ဘရိတ်ဒါကျွန်တော် review on နဲ့ရုပ်ရှင်စကားကြီး pressure ပြီးသွားပြီပေါ့နော်ဒါရဆိုတော့ကျွန်တော်ဒီကားလေးကအခုနာမည်ကိုရင်းနေမှာတယ်လီဂရမ်မှာရှိရုပ်ရှင်စကားကိုရုပ်နေမယ်လို့သိရတယ်ပေါ့နော်အဲ့တော့ကိုရင်းနေမှာဒီကိုရင်းနေမတိုင်ခင်မှာကျွန်တော်ဒီ photo တွေကတက်မယ်ပေါ့နော်တက်မှာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ comment box မှာလည်းဒီ main ရောက်ဒီမှာတင်မယ်လဲဆိုတာလည်းကျွန်တော်posting တင်ပေးထားမယ်ပေါ့နော်အဲ့တော့နိုင်ကြည့်ကြပါဘောတော့ဖေးခေါ်လိုက်ပါတယ်ပြီးတော့ကျွန်တော်အခုဒီ pressure ကို invitation ပို့ပေးတဲ့ The Red Fitting Production ကကိုချမ်းသာအောင်လည်းကျေးဇူးတင်ပါတယ်ဒီနေ့မှာကလည်းအများကြီးအားပေးပါစေပေါ့နော်အဲ့တော့ဒီကျွန်တော်ဘလော့လေးကိုအခုစောင့်ကြည့်လိုက်ကြည့်ပြကြရတဲ့ဘောတော့လည်းကျေးဇူးအထူးပဲရှိပါတယ်ပေါ့နော်နောက်ထပ်ဘလော့လေးမှာကြည့်ကြရအောင် See you guys